အခုဒါအလဲခေါ်ရမယ့်နေရာလေးကဒါမှမဟုတ်တို့ကရင်ပြည်နယ်နဲ့ထိုင်းနဲ့ဆက်ကြားမှာရှိတယ်ကြောက်ကူပေါ့နော်သူကအခုကအတွင်းထဲထိတော်တော်နဲ့လေးသွားရတယ်ဒါလေးကတော့အပြင်ပုံပေါ့နော်အပြင်မှာကြောက်တော့တာကဒါကူပင်ပေါက်နေရာလေးမှာအပြင်မှာကျတော့ထုံးစံတိုင်းပေါ့နော်ခြုံရွယ်တွေကတော့အများကြီးရှိတယ်သူ့ရဲ့ကူပုံစံလေးကလေတဲ့မမျိုးအထင်ပေါ့ထုံးကြောက်ကူအမျိုးစားတော့ဖြစ်လိမ့်မယ်ထင်တယ်ဒါဆိုအပေါ်မှာရေရစိတ်ကြတယ်လေနော်ဒီကြောက်ဆက်ပန်းဆွဲကြမှာဒီကြောက်ဆက်ရည်ရတစိမ့်စိတ်ကြတယ်ဆိုတော့အခုအတွင်းလန်းဆိုတော့တအားချောတယ်ဆိုရည်တွေကတစိမ့်စိတ်ကြတဲ့အတွက်ကြောင့်မို့လန်းနေရလေတအားချောတာပေါ့နော်တတိထားပြီးတော့ဆင်းရတယ်သူကလှေကားတွေပါကြီးလဲလောက်ထားပြီးတယ်တချို့နေရာမှာကျတော့လက်ရန်ပေါ့နော်လက်ရန်လေးရထည့်ပြီးတယ်ဒါကအတွင်းပိုင်းမှာရှိတယ်ဒါကကြောက်ခက်ပန်းဆွဲလေးတွေပေါ့ဒီမှာရှင်းပြပြီးတဲ့ကောင်လေးပေါ့နော်ကရင်ကောင်လေးအမလေးတအားလှတာသူကကြောက်ခက်ပန်းဆွဲပုံစံလေးဒီဇိုင်းပေါ့နော်ဒါတခြားအခုမှတွေ့ရတဲ့ပုံစံထက်ကိုဒါလှတာဒါကတွေ့ရလမ်းပေါ့နော်ဟိုဘက်ဒီဘက်ဒါဂူလန်းတစ်ခြားမှာတော့ဖျားဆင်းပြီးတော့ပုံလေးတွေရှိတယ်ဟိုမှာဒါဆိုလို့ရှိဂူပေါက်တူတူလေးတွေကွာမမြင်ရမီးမထွန်းတော့လေဒါမမျိုးတို့ဒါဂူအစုံဘက်ထိသွားတဲ့လမ်းပေါ့နော်ဒါလေးကြတော့တကူအစုံးမှာသူရေအိုင်ရေစမ်းချောင်းရေလိုမျိုးရှိတယ်ကူအစုံးမှာလေရေကတအားကြည်တာနေရာလေးကသူကအဲ့ကနေဖြန့်တော့ထိုင်းထိပေါက်တယ်လို့တော့ပြောကြတာပေါ့နော်ဒါပါဇက်ရဆိုရင်လေးပေါ့ဒီမှာကျတော့သူတို့ရဲ့ကိုယ်ွယ်မှုဆိုင်ရာရုပ်တုလေးတွေရှိတယ်မှောင်တချို့နေရာတော့တော်တော်မှောင်တယ်ကူထဲမှာလေမီးတော့ထွန်းထားတယ်ဆိုပေမဲ့တချို့နေရာတော့တော်တော်လေးမှောင်တယ်ဒါကမမျိုးတို့အခုနပြောတဲ့ရေကန်လို့ပြောရမလားစမ်းချောင်းလို့ပြောရမလားရေကန်လို့လည်းပြောမရဘာကြောင့်ဆိုသူကအပိတ်မဟုတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အဲ့ဒီဂူကနေလှိုင်အဲ့ဒါရေဖြတ်လာတာအဲ့ကနေရေကစိမ့်ပြီးတည်နေတာပဲအမဖះဆင်းတူတော်ပုံရှိတယ်နောက်ပြီးတော့ငကားပုံလေးရှိတယ်ပေါ့နော်ဒါသူတို့ရဲ့ယုံကြည်မှုဆိုင်ရာလေးတွေပေါ့အမရှင်းပြပေးနေတဲ့အကောင်လေးတယောက်လေးရှိတယ်သူပြောပြတဲ့ပစက်ရဆောင်ရလေးတွေပေါ့နော်အမရေကြည့်လိုက်အမရေကတအားစိမ့်တာအမအဲ့အတွင်းပိုင်းမှာကျတော့အမနဂါရုပ်တုပုံရှိတယ်ဖျားဆင်းကအပြင်နေတာဓာတ်ပုံရထားတဲ့ပုံလေးပေါ့နော်ဒါကအပြင်ပုံလေးပါဒါရေတွေတစ်ဆက်ကြတဲ့နေရာလေးပေါ့နော်ဒါအတွင်းမှာရှိတဲ့ဒါကကြောက်ခက်ပန်ဆွဲပုံလေးဒါအားလှတယ်ကြောက်ကြားထဲမှာလေးသူကဂူပေါက်ပုံစံလေးလည်းအများကြီးရှိတယ်ပေါ့နော်ကျေးဇူးပါ